အေးထန်သားချက်မြတ် တဲရလာလည်းနောက်လည်းမလာဘူးဟုတ်နော် ဟိုဂျပန်မှာကြောက်စရာအကောင်းဆုံးဆိုမင်းကဘယ်လိုမျိုးလဲ ကျွန်တော်ကဘာမှကြောက်စရာကောင်းတော့တယ်မဟုတ်ဘူးဆက်ကြဝဠာမှာကြောက်စရာကောင်းတော့တယ်သို့သွား5မိနစ်လောက်အသက်လူလေးရဟုတ်လား ဟမ်လာပါကြောက် 5မိနစ်လောက်ကျွန်တော်အသက်လူလေးရဖြစ်မှာ တင်းရဆောင်းဝမ်းကြောက်ဖို့ကောဒီကောင်လေးဆိုပို့ဆိုရမေဘေးကလေအနေပြီးတော့သိအောင်ကြောက်တာ တော့တော့သူယူတဲ့ကြောက်တော့တော့ဟုတ်မယ်တော့မယူတော့ရဘယ်အောင်လဲဘာဒီလို တကယ်လူကိုယ်ရိုင်းလာ6တာတကယ်ကိုယ်ရိုင်းလိုက်6တာအယုတ်တွေမဟုတ်ဘူး သူ့စစ်တော့မလိုက်လားဘာမှမယမျိုးလဲဒီလိုလိုက်တာမဟုတ်ဒီလိုလိုက်တာ တော့ပြီးတော့နေရာနေရာရောက်တော့တမီမတော့ဘူးပဲပထမတမီပေးတယ်ဒါပေမဲ့တမီတော့အဲ့ကိုရဖုံးပလက်မီတော့မှာ6မှတ်သေးထွက်လာပြီးတော့ဖုံးတော့မရဘူး တဲမှာကျွန်တော် တဲမလာပြောဖုံးတော့မရဘူး တဲတိုင်းပဲနားလဲသွားဘာဘောရှိတော့တော့မရဟရှိနားလည်းမနားလည်းမနာဖြစ်သွားမင်္ဂလာလုံးမကောင်းမင်းတော့ဝင်တာဝင်းဝင်းပြမင်္ဂလာလုံးမဝင်ယူရမြူးနေတယ်အားလုံးမလိမမကနီးကြတယ်အေးချောချောလေးမျက်နှာဝိုင်းလေးနဲ့တီးလိုက်ဆိုလေးရ ဟိုကတော့ အဲ့ဒါစိတ်ကြီးသက်သာနေမဝိတ်ခင်းလိုက်တော့ဒီထမ်းလုံးမရင်းစေရောက်တဲ့အကြောင်း တရားတွေအိမ်မှာ ဆိုရင်လက်ထက်မှလည်းကြာငါလည်းပြန်ကြတော့မရတော့မှာဒီအိုင်းဘောရေးတကယ်တည်းကြတယ်မလေအောင်ပြောကြောက်လို့တက်ပြေးတာမတမ်းတရားလာနေရတယ်ဒီကောင်လည်းပြေးရအောင်ပဲဒီကိုကြာကြတော့စပြေးရနေကြတယ်